ဒီဥစ္စာတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ကဗျအမှန်တော့အခုချိန်မှာကျွန်တော်အဖေက68ထဲမှာတက်ရှိထင်ရှားရှိသေးတယ်ဗျရှိသေးတော့ကျွန်တော်တစ်နှစ်ကိုအနည်းဆုံး2ခေါက်တော့ရောက်တယ်ဗျတစ်ခေါက်ကတက်သွားတယ်တစ်ခေါက်ကကျွန်တော်တို့ဗီဒီကုန်းမှာဟောပြောပွဲရှိတယ်ဗျဟောပြောပွဲရှိရင်တခါလဲအဖေကိုလည်းကြော့ပါနော်2ခေါက်ရောက်တယ်အခုကျွန်တော်9နှစ်ရှိပြီမရောက်ပါဘူးတစ်ခါရောက်တယ်ကြမ်းမယ်မကောင်းဘူးဆိုလို့ကျွန်တော်ဒီကသွားတယ်သွားပြီးတော့ဟိုရောက်တာနဲ့ကျွန်တော်မျိုးတွေကမျက်စိမျက်နှာပြက်ပြီးတော့ဟာညမင်းနဲ့လေပြန်လေတွေ့ပြီးပြန်တော့လေဆိုဟာငါတည2ညတော့အိတ်ချင်တယ်ဆိုဟာမအိတ်နဲ့ဆိုကျွန်တော်ဇွတ်အိတ်တယ်2ညလဲအိတ်ပြီးတော့အတင်းကိုကျွန်တော်ပြန်ခိုင်းတော့တာပဲ3ရက်မြောက်မိနစ်မှာကျွန်တော်ကားနဲ့ပြန်လာကျွန်တော်တပည့်တယောက်ကျွန်တော်လိုက်ပို့ပါတယ်3ရက်ညကျတော့ကျွန်တော်ကျဖုန်းဝင်လာပါတယ်ကံကောင်းလို့တဲ့အဲ့3ရက်ညမှာကျွန်တော်ဆက်အိတ်လို့ရှိရင်အဲစင်းဝင်စစ်ပြီဟာအဲစင်းဝင်စစ်တော့ဗာလဲငါအိမ်ကပြန်တာပဲနောက်တစ်ခုကအဲ့ဒီမှာအဲစင်းတိုင်လို့ရှိရင်လည်းပဲအဲ့တိုင်လာအဲ့ဒီကတာဝန်ရှိတဲ့အုပ်ကြီးတွေပါတွေကကျွန်တော်တပည့်တွေသူတို့လုပ်ပြီးလို့ရတာပဲဆိုတော့ဘာပြောလဲဆိုမဟုတ်ဘူးတဲ့ရိုးရိုးအဲစင်းမစစ်ဘူးတဲ့နာမည်ရှိတဲ့လူတွေလာလို့ရှိရင်ကတ်တဲလိုက်မလားမလိုက်ခင်ဘယ်လောက်ပဲဘယ်ကိုပို့မယ်ခရိုင်ပို့ရမလားတိုင်းပို့ရမလားအဲ့လိုလှုပ်တက်လို့ပြန်ပြီးတော့လွတ်ထားတယ်အဲ့မှာကျွန်တော်နည်းနည်းလေးလန့်သွားပြီခုမသွားရတော့မသွားရတာအဲ့တစ်ခေါက်2ညအိတ်သွားပြီးတော့အခုကျွန်တော်9နှစ်ကျော်သွားမသွားရပါအဲ့တော့အဲ့ဒီဟာကိုကျွန်တော်အဲ့အတွေ့အကြုံနဲ့ကြပြရေးတာပေါ့ဗျာအဲ့ဒီကြပြခစ်ပေါ်ဝေဒနာတဲ့နော်ဒီခေတ်တည်းမှာပေါ်လာတဲ့ဝေဒနာပေါ့ဗျာအကျဉ်းချင်းခောက်စိတ်ဖြင့်ရောက်သည်လွမ်းလောက်ပါရဲ့အမိရွာအခါကထအတွေးဖြင့်ဖတ်သည်လွမ်းတတ်ပါရဲ့အမိမျက်နှာအလားအနှစ်ခဏသိအောင်ချမ်းထားရတဲ့အမိချေယာတမြင့်တတရတန်အတွေးတွေနဲ့တန်ရာကအလွမ်းမီနေညခဏမှန်အဝေးနေရဲ့မပြန်လာတဲ့လမ်းခရီးကျေးဇူးတင်ပါတယ်